တက်တာလေနေခဲ့ပြီဒုတော်ဒီကနေ့သခင်ယေရှုခရစ်တော်ကြောင့်ရလာတဲ့အခါမှာအမြဲတမ်းယုံကြည်ပါဖခင်ကကျွန်တော်တို့အမြဲတမ်းအကောင်းဆုံးလုပ်ပေးနေတဲ့ဖခင်ဖြစ်တယ်။ဒါမှဟောမှာဣတိလလူမျိုးတွေကဖခင်ချုပ်ပြမှားတဲ့အတွက်ကြောင့်ကဲဂလတိတစ်ချက်ကြည့်ဂလတိဩဝါဒအစားအခန်းကြီး3အငယ်7ဒို့ဖြစ်ပြည့်တဲ့တရားသည်အဘယ်အကျိုးရှိသနည်းဟုမူကားဂတိတော်ကိုခံသောအမျိုးအနွယ်မဖြစ်မိတဲ့အောင်ဒို့ဆက်ရများကြောင့်ထိုတရားကိုထိုက်၍ပေးတော်မူ၏ထိုတရားကိုထိုက်၍ပေးတော်မူ၏ဘုရားကပြည့်တဲ့ပြောင်းထပ်လို့ပေးတယ်တဲ့ဒီမှာဘယ်လိုထပ်ပေးတယ်လဲပရမအုပ်ဆုံးကျွန်ထွမြောက်ရအကြောင်းကိုကျွန်ကြည့်တဲ့အခါမှာယေရှုပဲကြည့်ပါထွမြောက်ရခန်းကြီး7ကိုအငယ်6ပါဆက်ပါကြည့်မယ်မြေကြီးရှိသမျှဒီငါဥစ္စာဖြစ်ဟယ်လိုဟာလေလုယာမြေကြီးရှိသမျှငါဥစ္စာဖြစ်တယ်ကျွန်တော်ဘုရားကြောင့်တွေ့လည်းဘုရားကိုမြေကြီးပေးမှာပဲ။ခင်ဗျားတို့လည်းကိုယ်ပိုင်မြေကြီးဒီမှာရှိမှာပဲ။ကျွန်တော်ယုံကြည်တဲ့ကျွန်တော်ဘဝမှာမြင်တယ်။လာရမှာဘာမှပြင်မှာကျွန်တော်ခေါ်တော့မယ်ဘုရားကကျွန်တော်မြေကြီးတွေအများကြီးပေးတယ်။တေလို့ဒီလေမင်းရှိလို့ရှိတော့ယေဘရာဟိမျိုးတန်ရှင်တော်လူမျိုးဖြစ်ကြတယ်ဒီဟုဟိုတော့အမိန်တော်ကိုဣသရေလမျိုးသားတော်ရှင်းဆိုကြတော့အမိန်တော်ကိုခုနေ့မောရှေသည်ပြန်လာ၍လူတို့တွင်အသက်ကြီးသူတို့ခေါ်ပြီးလျှင်ထာဝရဘုရားမှာထားတော်မူသောစကားအလုံးစုံကိုပြန်ပြောသည်လူအပေါင်းတို့ကလည်းထာဝရဘုရားမိန့်တော်မူသမျှတို့အကျွန်ုပ်တို့သည်ပြုပါမည်တဏှီတိပြန်ပြောကြ၏မောရှေသည်သူတို့စကားကိုထာဝရဘုရားပြန်ရှောက်လေဒီမှာဘုရားကပြောတယ်မြေကြီးနဲ့ငါပိုင်တယ်ယေဘရာဟိမျိုးမင်းရှိစင်ရှိတဲ့မင်းမျိုးတွေမင်းတို့ဖြစ်မယ်မင်းတို့ကစကားကိုနားထောင်နိုင်လို့ရှိရင်တဲ့ဒီချာနာတော့နာတဲ့ကြီးတယ်ဘုရားကသူစကားနားထောင်မှုသူပြီးရတဲ့မျိုးမျိုးပေးတယ်ကျွန်တော်အကုန်လိုက်လျှောက်ပါမယ်ကျွန်တော်အကုန်လိုက်လျှောက်ပါမယ်သူတို့လိုက်လျှောက်နိုင်မလားမလိုက်လျှောက်နိုင်သူတို့ပြောဖို့တင်တာဘုရားခင်ကျွန်တော်မလိုက်လျှောက်နိုင်ပါဘူးကိုရောမြတ်တာဂယုဏဂျေဇုတော်နဲ့ပဲကျွန်တော်ပို့ဆောင်ပါလို့ပြောရမယ်ဆိုတာဣသေလလူမျိုးတွေသူတို့အပြစ်ကိုသူတို့မမြင်ပဲနဲ့ဖြစ်သမျှမှာဘုရားအပြစ်တွေသူတို့အပြစ်ကိုဘုရားအပြစ်တခုခုခက်ခဲဘုရားအပြစ်ငါတို့ဘုရားခင်ခေါ်လို့ဒုက္ခရောက်ပြီချက်တွန်လေးမဟုတ်လားကျမ်းစာမှာချက်တုံဖြူချက်တုံနေတခွားလေးလေးစားခြင်းနဲ့အဲ့ဒါလည်းဖျားဖြစ်တယ်ငါတို့အဲ့ဒါလည်းရှားဖို့တရိယာညီးအဲ့ဒါကြောင့်မလို့ဖျားကသူတို့မှာအပြစ်ရှိတယ်ဆိုတော့သိအောင်ပထမစကားနဲ့သူပြီးနေပြီကျွန်တော်အကုန်လိုက်ရှောက်ပါမယ်ဒါပေမဲ့ဘယ်သူမှအကုန်မလိုက်ရှောက်နိုင်တဲ့အခါမှာဖျားကဘာလုပ်လဲမောရှေတိနာတော်မတဲတော့ကြောက်ပြားပေါ်မှာလည်းညိုးနဲ့ဆိုင်ပြည့်တော့ဆယ်ပါထောက်တော့ပေးတယ်ဒါကြောင့်ခုနကကျွန်တော်ဖတ်သွားတာမမေ့လားပြည့်တဲ့တရားကိုထောက်ရဖရားကထိုက်၍ပေးတော်မူ၏ဘာကြောင့်ထပ်လို့ပေးတယ်လဲသူတို့အပြစ်မြင်လာအောင်လို့ပေးခြင်းဖြစ်တယ်ဂျေဇုတော်ကိုသိလာအောင်လို့ပေးခြင်းဖြစ်တယ်အိုးငါတို့မဒီလောက်ပြည့်ရှိတဲ့နဲ့မထိုက်တိုင်းရဲ့နဲ့ဖရားကဂျေဇုတော်ပါလားဆိုသိစေချင်တယ်ဒါပေမဲ့သူတို့သိတာမသိဘူးမသိဘူးပြီးငယ်တရားကြောင့်ဝါကြော်တယ်ငါတို့ကအဗြဟံရဲ့လူမျိုးဘာလူမျိုးညာလူမျိုးဆိုဝါကြော်တယ်တကယ်တမ်းကျတော့ဘုရားခင်ရှင်မှာအပြစ်ပါပဲဝါကြော်မယ်ဆိုဘယ်လိုဝါကြော်မလဲသေမျိုးပဲဟယ်လိုခင်ဗျားဘာလူမျိုးလဲသေမျိုးအဲ့အမှန်ဆိုဖတ်တာ
လေမျိုးလေဒါမဲ့သူကတော့မသိဘူးအဲ့ဒါကြောင့်ဘုရားခံဘယ်လိုလုပ်ပေးလဲလို့ဆုံးကြတော့ဒီလူတွေကိုငါဘယ်လိုမလုပ်မရသူတကယ်စိတ်တကယ်နဲ့လည်းအပြစ်ဖြေဖို့လုပ်တဲ့အခါမှာယေဘုဟိမင်းလည်းနေတိုင်းလို့သူအပြစ်တွေရောသူများအပြစ်တွေရောနေတိုင်းလို့နေ့တိုင်းလို့အပြစ်ပြေတယ်လို့မရှိဘူးမတရားတော့တစ်ချိန်လုံးလုပ်နေရတယ်ဟယ်လိုဒီဘက်ခါကြီး30အငယ်ဆက်တယ်လို့မှာဒုသောထာဝရယေဘုဟိအနေနဲ့တခင်ယေရှုခရစ်တော်လောကကြီးလာတဲ့အခါမှာထာဝရသူ့တကယ်ဤလောကရဲ့အပြစ်ကိုယူဆောင်သွားမဲ့ဘုရားကသူ့တကယ်အနေနဲ့လာတဲ့အခါမှာကြည့်တခါရဲနဲ့သူ့ကိုသူပူဇော်လိုက်တဲ့အခါမှာတခါရဲနဲ့တက်လုံးအတွက်ထာဝရဆုံးနေခြင်းကိုရရှိမလို့ပူဇော်ပြီးတော့သူခမီးတော်ရဲ့လက်ရဖက်မှာဘာဖြစ်နေလဲထိုင်နေတယ်အမှုပြီးပြီဖြစ်တဲ့အတွက်ကြောင့်ထိုင်နေတယ်ဒီကနေ့မိတ်ဆွေခမရတို့ကျွန်တော်တို့ဖျားခင်အမှုပြီးပြီဖြစ်တဲ့အတွက်ကြောင့်ပူဇော်ခြင်းလုပ်ပြီးပြီဖြစ်တဲ့အတွက်ကြောင့်ထိုင်နေတယ်ခမီးတော်လက်ရဘာကြောင့်ထိုင်နေလဲကျွန်တော်ယုံကြည်ပြီးမှတကူပြစ်မှားတယ်အမြဲတမ်းအယူခံဝင်ပေးနေတယ်ဟယ်လိုအာမင်အဲ့ဒါကိုတော့ပေါ့ဒါကြောင့်မလို့ဒီမှာခုနကကျွန်တော်ဖတ်သွားတဲ့ဟေဘဲဩဝါဒစာထဲမှာရေးတာဖြစ်နောင်ကာလအခါဒီခါပြောသူတို့လိုက်ငါပေးတော့ပရိယတရားဟူကဓမ္မဟောင်းမှာပေးတဲ့ပရိယတရားကလူဖက်ကနေဘုရားရှိခိုးတွေ့အောင်လုပ်ပေးရတယ်ဘုရားရှိခိုးတွေ့ဟာလုပ်ပေးရတယ်တို့တော့ဘုရားရှိခိုးတကယ်တွေ့နိုင်တယ်မတွေ့နိုင်ဘူးကြည်နှလောက်အောင်ကျွန်တော်ပြသားရည်အနေနဲ့မလုပ်နိုင်ဘူးအကောင်းဆုံးလုပ်တယ်ဆိုတော့ဝတ်ဆုံးလောက်တောင်ဖို့မရှိဘူးအမျိုးသမီးတွေဓမ္မရာလာတဲ့အခါတုံးတဲ့အဝတ်ဆုံးနဲ့ထိုင်းတာအဲ့တော့တောင်ဖို့မရှိဘူးယူရှာဖို့ဖြစ်တယ်ကျွန်တော်အကောင်းဆုံးလုပ်တာဆိုတော့လူဘက်ကဘုရားနဲ့စိတ်အောင်တွေ့အောင်စိတ်နဲ့တွေ့အောင်ဘလို့မှမလုပ်နိုင်တဲ့အခါဘုရားကဘာပြောလဲငါထာဝရဘုရားသည်ဘုရားဘက်ကလုပ်ပေးလာဟယ်လိုဒီကနေ့ကျွန်တော်ဂျေဇုတော်ကာလမှာတော့အဲ့ဒါကိုယုံကြည်ဘုရားဘက်ကလုပ်ပေးလာတယ်အာမင်ဘုရားဘက်ကငါထာဝရဘုရားသည်ငါပြည့်တဲ့တို့ကိုသူတို့နှလုံးထဲမှာပေးသွင်းနေကြောက်ပြားပေါ်မှာရေးတာငါမတပါတခြားသောဘုရားမကိုးကိုရယုတ်တုမကိုးကိုရပြည့်တော်ဆေပါပေးတဲ့ယူလာတယ်ပေးတဲ့နေ့မှာအောက်မှာဘာလုပ်နေလဲယုတ်တုကိုချိုးပါတယ်ကြောက်ပြားပေါ်မှာရေးတာဟုတ်နှလုံးသားပေါ်မှာဘယ်သူကရေးလဲဖယားရေးတာခင်ဗျားတို့ကျွန်တော်ကရေးတာမဟုတ်ဘူးဘယ်သူကရေးလဲဖယားရေးတာဘာနဲ့ရေးလဲလေယိုးနဲ့မဟုတ်တော့ဘူးတန်ရှင်သောဝိညာဉ်တော်နဲ့ကြုံရေးပေးတယ်ဖယားဘက်ကလောက်တာသူတို့ရဲ့ရှင်းဝိညာဉ်အပေါ်မှာရေးထားမျိုးအထက်ကမင်းတော်မူ၏ဒီစားမာကျော်တဲ့နှလုံးသားကြောက်ပြပေါ်ကိုကျွန်တော်ရှင်းဝိညာဉ်ပေါ်မှာရေးထားမျိုးအထက်ကမင်းတော်မူ၏ယေရမိအခန်းကြီး31 33မှာကျုပ်တည်းပြီးပြောထားအဲ့ဒါဒီကာလမှာပြည့်နေပြီတပန်တုံးနဲ့အဲ့ပြီးတဲ့နောက်ကြောက်ပြပေါ်မှာမဟုတ်ပဲနှလုံးသားပေါ်မှာဝိညာဉ်တော်အပြင်ရေးသားရုံမကဘူးတဲ့အဲ့ဒီပြီးတော့တစ်ခါနောက်တစ်ဖန်မဖြစ်နိုင်လက်ရှိว่าသူတို့ပြစ်မှားခြင်းကျွန်တော်တို့ရဲ့ပြစ်မှားခြင်းလွန်ကျူးခြင်းအမျိုးမျိုးကိုဖယားကငါမအောင်မေးဒီစားအဲ့ဒါကျွန်တော်သိခေါ်ရရှာရကပြန်အောင်မေးကျွန်တော်အတွေးခေါ်တယ်ကျွန်တော်စိတ်တွေအော်တဘာစိတ်တွေတစ်ခါလေးပြန်တွေးခေါ်တယ်သူတဘာပြန်အောင်မေးဖယားခင်ပေါ်ရည်ဖယားဖက်ကအကုန်လုပ်ပေးတဲ့အပြင်မင်းတို့ရဲ့ငါသားသမီးတွေမင်းတို့ရဲ့ပြမှားခဲ့တာလေလွန်ကျူးခဲ့တာလေငါတခုမှမအောင်မေးတော့
Hallelujah. Là trong lúc cho chút lúc để biểu là điều là liền mẹ đấy ô tình trong tình mà biểu này liền mẹ giảm chết đấy phải áo khi đồng mà áo mì để mà biểu này đó khai lên nó tâm nguyên đủ đấy cho nó ở chỉ là cổ số mà làm gì mà áo mì này phải áo khi là mì mà lại Hallelujah. No, phải áo khi cho nó biểu này Nam áo mì về nền như là gì thu áp biết được số billion nào đó phá thu áp biết được số billion nào đó phá áp biết u rồi tất cả biểu xia trong sĩ nào tất cả áp biết u rồi tất cả biểu xia luôn đấy là mà lúc đó khi đó tất cả thì mà khăn đó để mà lùi miêu miêu đôi khỏi biết là cái mà đấy sao cái a più in certo ma siamo lu se la fai buona da ciò dove se buona da ciò non dai siamo lu se la fai buona da ciò dove se la buona ce lo voglio chiedere na thao Jesus be number 3 judicial forgiveness so shi judicial forgiveness so la vale so uma nenga no pongkanuနိုင်ငံတော်ပုံကံတဲ့လူတွေဟာတိရံပိခါနေတော့တိရံပဲကဲကျွန်တော်တို့အားလုံးနိုင်ငံတော်ပုံကံမှုနဲ့တိရံပိခါတဲ့ဥမာထားတယ်ဘယ်နဲ့ကျွန်တော်တတ်မလဲဘယ်ပုံစံတတ်မလဲဒါပဲဆောက်တယ်လက်ချချမှာလက်စခုံမထိုင်လို့တတ်မလားရှေးထူပြီးတတ်မလားကျိုးစုပြီးတတ်မလားတဏှာနဲ့ပြတ်တတ်မလားဒီမှုဆောင်တယ်နိုင်ငံတော်ပုံကံအပြည့်ခတ်သိချင်းဒို့တော့တမရတက်လာဘလို့လူငင်းချမ်းသာခွင့်ကပေးလိုက်ပြီခင်ဗျားတို့ကျွန်တော်ဘာဖြစ်သွားမလဲဘာဖြစ်သွားမလဲလွတ်သွားပြီ